မင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့ဦးဇင်းပြောပြပေးမယ့်အကြောင်းအရာလေးတွေကတော့နိတိကျမ်းလားဆုံးမစာအမတ်စဉ်20အမတ်စဉ်23အမတ်စဉ်24တို့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အမတ်စဉ်22မှာဘယ်လိုဆိုထားတယ်လဲဆိုတော့ယာဝဇီဝံဘိစေပါလောပန္တိတံပယိရုပတတိနာဒောဓမ္မဝိဇာနာတိဓဗ္ဗိသူပရတန်ယထာဆိုပြီးဆိုထားပါတယ်ဘာကိုပြောတယ်လဲဆိုတော့သူမိုက်ဟာတဲ့အသက်ပညာရှိတဲ့သူကိုအကယ်၍အသက်ထက်ဆုံးစိကညာထိုသူမိုက်ဟာတရားကိုမသိဘူးတဲ့။ဘာကြောင့်မသိတယ်လဲဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ရောက်မှဟာဟင်းရဲ့အရာကိုမသိတယ်လို့ပဲလို့ပြောထားပါတယ်။ရှင်းအောင်ပြောရမယ်ဆိုရင်တော့သူမိုက်ဟာသူ့အသက်ထက်ဆုံးအသက်ရှိသမျှကာလဘလို့ပညာရှိကိုစီးကပ်နေစေကမူတဲ့ထို့သူမိုက်မှာတရားမသိဘူးတဲ့ဘာလိုမျိုးလဲဘာနဲ့ဥပမာသူတလဲဆိုရင်ဟင်းချက်တဲ့အခါမှာသုံးတဲ့ရောင်းမလိုပါပဲတဲ့ဒီရောင်းမကြီးကဟင်းချက်တဲ့နေရာမှာတွင်မှုလိုက်တာဝတ္တဟင်းကိုလည်းသူပါတယ်ကျက်သားဟင်းကိုလည်းသူပါတယ်ချင်းပေါင်ဟင်းလည်းသူပါတယ်ငပိရေကျိုးလည်းသူမလို့ဒါပေမဲ့အဲ့ဒီသူပါတာပဲရှိတာအဲ့ဒီဟင်းရဲ့ငံလားပေါ့လားချိုလားချင်လားဆက်လားဆိုတာမသိဘူးတဲ့မသိတယ်လို့ပါပဲလို့ဆိုထားပါတယ်အချုပ်အားဖြင့်ပြောရမယ်ဆိုရင်သူမိုက်ကပညာရှိကိုဘယ်လိုပဲစိကက်အဲ့ဒီသူမိုက်မှာတရားမသိဘူးလို့ပြောလို့တာပဲဖြစ်ပါတယ်ဒါဆိုရင်ဆုံးမစာအမတ်စဉ်22ကရှင်းသွားပါပြီအမတ်စဉ်23ကဘာကိုဆိုထားတယ်လဲဆိုတော့မောဟုတ်တာမပိစေဝိညုပန္တိတံပယိရုပတတိခိပ္ပံဓမ္မံဝိဇာနာတိစိန်ဝါသူပရတန်ယထာဆိုပြီးဆိုထားပါတယ်အဓိပ္ပာယ်ကဘာကိုပြောတယ်လဲဆိုတော့ပညာရှိတာခဏလေးပဲပညာရှိတဲ့သူကိုစိကပ်အဲ့ဒီတခဏလေးမှာပဲလျင်စွာတရားကိုသိတယ်တဲ့အဘယ်တို့နီးမှုတဲ့မိမိပါစတဲ့မှာရှာဟင်းအရာတကအရာသားကိုသိတယ်လို့ပဲလို့ဆိုထားပါတယ်ရှင်းအောင်ပြောရမယ်ဆိုရင်တော့အတ္တပညာရှိတဲ့ပညာရှိကအတ္တပညာနဲ့ပြည့်စုံတဲ့သူဟာပညာရှိတဲ့သူကိုစိကတာအတ္တထက်ဆုံးမဟုတ်ပါဘူးတဲ့ခေတ္တခဏတခဏလေးပဲစိကက်စေကမူတဲ့လင်းစွာတရားကိုသိပါတယ်တဲ့။ဘာနဲ့ဥပမာသူတလဲဆိုရင်မိမိရဲ့ပါးစပ်ထဲမှာရှိတဲ့ရှာလိုပါပဲတဲ့။မိမိပါးစပ်ထဲမှာရှိတဲ့ရှာကချင်တာစားရင်ချင်တဲ့အရာသိတယ်။ရှာလေးပေါ်ရောက်တာနဲ့သိတယ်။ငန်တာစားရင်လည်းငန်တဲ့အရာကိုသိတယ်။ဆက်တာကိုစားရင်လည်းဆက်တဲ့အရာကိုသိတယ်ချိုချင်းငံဆက်ကြိုက်တာစားရှာလေးပေါ်ရောက်တာနဲ့သိတယ်ဒါကြောင့်မို့ပညာရှိတဲ့သူကလည်းပညာရှိကိုစိကပ်တဲ့အခါမှာခဏလေးပဲစိကပ်စေရမှုတရားကိုသိတယ်တဲ့ဘယ်လိုသိလဲဆိုတော့မိမိရဲ့ရှာလေးပေါ်မှာအရာတင်တယ်လို့ပဲတင်တဲ့တခဏအတွင်းမှာရှာကအရတာသိတယ်လို့ပဲပညာရှိကလည်းပညာရှိကိုမိဝဲမယ်စိကက်မယ်ဆိုရင်ခဏလေးအတော်တွင်းမှာတရားကိုသိတယ်လို့ဆိုထားပါတယ်
ဆုံးမစာမက်စဉ်24ကဘာကိုပြောထားသလဲဆိုတော့ဝိနာတတနာကိစေယသူရောသင်္ကာမဘူမိယံပန္တိတဒကူဝါနိဇောဝိဒေဒဂမနောတထာဆိုပြီးဆိုထားပါတယ်အတိတ်ဘက်ကဘာပြောတယ်လဲဆိုတော့ရဲရင်နဲ့သူဟာတဲ့လက်နဲ့မပါပဲလက်နဲ့ကင်းပြီးတော့စစ်မြေပြင်အရက်ကိုမသွားဘူးတဲ့စစ်မြေပြင်အရက်ကိုသွားမယ်ဆိုရင်တတိလက်လွတ်ပြီးတော့လက်နဲ့မပါပဲမသွားဘူးတဲ့ရဲရင်တဲ့သူကထို့အတူပါပဲတဲ့ပညာရှိတဲ့သူကကျမ်းဂန်ကိုကင်းပြီးတော့စကားမဆိုဘူးတဲ့နောက်တစ်ချက်ကအတွန်းရှည်ခီးရှည်ကြီးကိုသွားတဲ့ဂုံသေးဒီဟာလည်းပဲအဲ့ဒီလိုခီးရှည်ကြီးကိုသွားတဲ့အခါမှာအဖို့မပါပဲအဖို့ကင်းပြီးတော့မသွားရဘူးတဲ့နောက်တစ်ချက်ကအရက်တစ်ပါးတို့သွားတဲ့သူဟာလည်းအဖို့ကင်းပြီးတော့မသွားရဘူးလို့ဆိုထားပါတယ်ရှင်းပြောရမယ်ဆိုရင်ရဲရင်တဲ့သူစင်မြေပြင်ရက်ကိုထွက်ရတဲ့သူဟာလက်နဲ့ကင်းပြီးတော့အဲ့ဒီရက်ကိုမသွားနဲ့လက်နဲ့မပါပဲစင်မြေပြင်ကိုသွားမယ်ဆိုရင်နောက်ဆက်တွဲကတော့ပြောစရာလူမဲမထင်ပါဘူးဒါကြောင့်မို့ဘလောက်ပဲရေးရနေစေကမူစင်မြေပြင်သွားရင်လက်နဲ့မပါပဲလက်နဲ့ကင်းပြီးတော့မသွားရဘူးတဲ့ထို့တူပါပဲတဲ့ပညာရှိတွေကလည်းစကားပြောတဲ့အခါမှာကျမ်းဂန်မပါပဲမပြောရဘူးတဲ့။ဘာကြောင့်စကားတစ်လုံးပြောတဲ့အခါမှာကျမ်းဂန်မပါပဲမပြောရဘူးဆိုတော့အထောက်ထားမပါဘူးဆိုရင်စကားပြောတဲ့အခါမှာစီမပါဘူးဆိုရင်အမှားတွေပါတတ်ပါတယ်။ဒါကြောင့်မို့စကားပြောတဲ့အခါမှာကျမ်းဂန်နဲ့ပြောဖို့ဆိုထားတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့အတွန်းရှည်ခီးရှည်ကြီးကိုထွက်တဲ့ဖျားရှင်လက်ထက်ကတော့ကုန်ပစ္စည်းတွေသွားတဲ့အခါလီတရန်လဲတရန်ဂုံးတရန်နဲ့သွားကြရပါတယ်အဲ့ဒီလိုခရီးတွေသွားမယ်ဆိုရင်လေတဲ့အဖို့မပါတယောက်တီမသွားပါနဲ့တဲ့ခီးရှိကြီးကိုသွားတဲ့ကုံတယ်သွားတဲ့သူတွေလဲကုံတယ်အပေါင်းတင်းကုံတယ်တွေစုပြီးသွားတဲ့တာရကတွေလည်းရှိပါတယ်ဘုရားရှင်လက်ထက်မှာဒါကြောင့်မို့ခီးရှိသွားပြီးကုံတယ်သွားတဲ့လူတွေလည်းအဖို့မပါပဲမသွားပါနဲ့တဲ့နောက်တစ်ချက်ကတော့အရက်တစ်ပါးကိုသွားတဲ့သူတွေဒီလဲအရက်တစ်ပါးကိုသွားမယ်ဆိုရင်တယောက်တီမသွားပါနဲ့အဖို့ပါမသွားရပါလို့ဆိုထားတာပဲဖြစ်ပါတယ်။ဘာကြောင့်ရက်တစ်ပါးကိုသွားတဲ့အခါတယောက်တီမသွားပါနဲ့အဖို့နဲ့မှသွားပါလို့ဆိုတယ်လဲဆိုရင်အခရီးများလမ်းခရီးမှာတစုံတစ်ခုဖြစ်ပြီးဆိုပါစို့တယောက်တီသွားရင်ပါစနစ်အဖြစ်မကောင်းနိုင်ပါဘူးမကောင်းတဲ့ဘက်ကမြင်ရပါတယ်အဖို့နဲ့သွားမယ်ဆိုရင်အကယ်၍များတစုံတစ်ခုဖြစ်လို့အခက်မနစ်ဖြစ်စေကမှုအဖို့ပါတဲ့အတွက်ကြောင့်တဦးနဲ့တဦးတယောက်နဲ့တယောက်တာမင်မောဆွေးနွေးဖို့လက်တွဲဖို့ရပါတယ်အကယ်၍များအဖို့ပါတဲ့အခါမှာမိမိကျမ်းမာရေးမကောင်းစေတော့မကောင်းစေကမှုမိမိနဲ့ဘာလာတဲ့အဖို့ကမိမိကိုပြန်လဲပြီးကိုကြီးဆောင်းလျှောက်ပေးနိုင်ပါတယ်ဒါကြောင့်မို့အရက်တစ်ပါးကိုသွားတဲ့အခါမှာလည်းပဲအဖို့မပါပဲမသွားပါနဲ့လို့ဆိုထားတာပဲဖြစ်ပါတယ်ဒါလောက်ဆိုရင်ဒီကနေ့ဦးဇင်းပြောခဲ့တဲ့သင်္ကန်းစာအမှတ်စဉ်20 23 24တို့ကိုနားလည်လောက်ပြီလို့ထင်ပါတယ်ဒါကြောင့်မို့ဓမ္မမိတ်ဆွေတော်မျိုးတော်များအားလုံးကို
လောကလူသားတွေအားလုံးကိုဦးဇင်းယခုပြောခဲ့တဲ့နိတိကျလာဆုံးမစာလေးတွေကိုနားထောင်ပြီးတော့လက်တွေကျင့်သုံးနိုင်ကြပါစေလက်တွေကျင့်သုံးပြီးအကျိုးများနိုင်ကြပါစေလောကလူသားအားလုံးဓမ္မမိတ်ဆွေတော်မျိုးတော်များအားလုံးတို့ဒီလဲယနေ့ယခုအချိန်မှအစာပြုပြီးအနိဋ္ဌဗေဒံယမအပေါင်းမကောင်းဟုသမျှဘာတစ်ခုမှကိုယ်တိုင်လည်းမတွေ့ကြုံနာဝနိုင်တော့မကြရသောပုဂ္ဂိုလ်များဖြစ်ကြပါစေလို့မေတ္တာဖို့တောင်းဆုပြုပါတယ်ဓမ္မမိတ်ဆွေတော်မျိုးတော်များအားလုံးလောကလူသားတွေအားလုံးယနေ့ယခုအချိန်မှအစာပြု၍ဘေးပြာဝေတောကတွေငြင်းကကပ်ဘေးအမျိုးမျိုးမှကင်းဝေးကြပြီလင်မိမိတို့လိုလားမိမိတို့တောင်းတအပ်သောမတ်ဖို့နိဗ္ဗာန်ကိုလွယ်လင့်တကူကြိုးစားပွားများအားထုတ်လွယ်နိုင်သည်အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်နိုင်ဖြစ်ကြပါစေလို့တောင်းဆုပြုမေတ္တာပို့လိုက်ပါသည်ဖိဖိယဝိသောကတွေအားလုံးငြိမ်းကြပါစေဗျာ